တကယ်ချင်းအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်များပြီးမကြားရလေးကတော့ဖုန်းလိုင်းဘာကြောင့်တောင်းရလဲဆိုတော့ရအောင်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်တကယ်ချင်းတွေကိုပြန်လည်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်အဓိကကျွန်တော်ဖြစ်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အဓိကကျွန်တော်ဒီ line ကြောင့်ဖြစ်တာလည်းဖြစ်နိုင်တယ်ဒီကျွန်တော် line ပေါ့နော်ကျွန်တော်တဲ့အခါမှာဒီဟို 3G 4G ဆိုတော့အဲ့နေရာမှာကျွန်တော်အပြောင်းလဲပေါ့နော်ဒီ line အားကိုပြန်မြင့်ပြီးတော့မှလည်းline အားနည်းသွားတဲ့အခါလည်းကျွန်တော်ဖြစ်နေတာပေါ့နော် line ကြောင့်မှကျွန်တော်ဖြစ်တတ်ပါတယ်အဲ့တော့အဲ့နေရာတော့အဓိကဟိုပေါ့နော်အရေးကြီးတဲ့အချက်လေးတွေကိုပဲကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အဓိကကျွန်တော်ပထမကျွန်တော်လုပ်ပြမယ့်ຢာလေးကတော့ဒီ phone setting ကိုကျွန်တော်တွားလိုက်ပါတောက်ရကျွန်တော်ဒီမှာဆိုလို့ရှိရင် single နော် single ရှိတဲ့နေရာကိုကျွန်တော်တွားလိုက်ပါတော်ပြီရတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် internet ပေါ့နော်ဒါကျွန်တော်ပြပြတာကတော့ open phone ကျွန်တော်ပြပြရဖြစ်ပါတယ်အဲ့တော့ internet နေရာကို internet ကျွန်တော်ချိန်ထားတဲ့ sim card ကိုကျွန်တော် view ချက်ပြရဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုကျွန်တော် sim card မှာတော့ဒီ card ကျွန်တော်တွားဖြစ်တဲ့ sim card နဲ့ card ကိုကျွန်တော်နော် best sim card ဒါ sim card ရွေးချက်ပြတာပေါ့နော်ဒါတော့ဒီကျွန်တော်အသုံးပြုတဲ့ sim card ဖြစ်ပါတယ်အဲ့တော့ဘယ်ညကျွန်တော်သွားမလဲဆိုလို့ရှိရင်တော့ဒီညမှာပေါ့နော်ဒီညမှာဒီကျွန်တော် sim card နဲ့ card ဖြစ်တဲ့အခါကျွန်တော် internet သုံးတဲ့ sim card ကိုကျွန်တော်ဒီကဲတဲ့ကျွန်တော်တော့အတွက်ကြောင့်မလို့ကျွန်တော်ဒီကဲတဲ့ကျွန်တော်ဝင်သွားပေးရအောင်ဖြစ်ပါတယ်ဒီဆိုရင်ဒီမှာပြသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးပါနော်ဒီမှာဆိုလို့ရှိရင်ဒီပါပါနော်ဒီညာလေးကျွန်တော်နှိပ်ပြလိုက်ပါဒီမှာဆိုလို့ရှိရင် 4G 3G 2G ဆိုပြီး auto ကျွန်တော်ပြည့်ချက်ပေးတာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့မှကျွန်တော်ကline အတက်ကြလုံးဝမရှိအောင်ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ရွေးချက်ပေးထားမှာဖြစ်ပါတယ်နော် 3G 2G ကျွန်တော်ရွေးချက်ပေးထားရပါတယ်အကဲကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီပို့ပြီးတော့မှဒီ line auto ကျွန်တော်ထားလို့ရပါတယ်အဲဒီမှာဆိုလို့ရှိရင်ဒါ line auto ပေါ့နော်ဒီကျွန်တော် line ရှိသလောက်ဒီကနေပြီးတော့မှကျွန်တော်တို့ကိုသုံးပြရဖြစ်ပါတယ်ဒါကတော့ auto ကျွန်တော်ထားတာဖြစ်ပါတယ်โอเคဒါတစ်ချက်ပေါ့နော်နောက်ချက်ကျတော့ကျွန်တော်ဒီဖုန်းရဲ့ RAM ကိုကျွန်တော်စစ်ပြရဖြစ်ပါတယ်အဲတော့ကျွန်တော်ဖုန်းရဲ့ RAM စစ်ပြရတဲ့ပေါ့နော်ကျွန်တော်ဒီနေရာကျွန်တော်သွားပြလိုက်ပါ file manager ထဲကျွန်တော်ဝင်သွားပြလိုက်ပါပြီးပြီဆိုရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်เนาะဒီ phone SD card ဆိုပြီးတော့ memory card ကျွန်တော်ရှိမှာပေါ့နော်အဲတော့အဓိကတော့ကျွန်တော်စီးရမှာကတော့ဒီ phone studio ကိုကျွန်တော်စီးရဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ phone studio ဒီမှာကျွန်တော်သုံးတာအများကြီးရှိတာပေါ့နော် phone studio ခံကတော့ပြေးခံနေပြီเนาะဒီကောင်ပြေးသွားတာနဲ့ဒီကောင်နဲ့မှကျွန်တော်ထည့်ထားများတာနဲ့ဒီမှာဆိုကျွန်တော်ဖုန်းရဲ့သွားတဲ့နှုံးပေါ့နော်ဖုန်းရဲ့ RAM သွားနှုံးကလေးပြီးတော့မှဖုန်း line ကြောင်လည်းကျွန်တော်ဖြစ်တတ်ပါတယ်အဲ့ဒီညမှာကျွန်တော်သွားပြီးလဲပါသွားပြီးဆိုရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဖေးညမှာကျွန်တော်အသုံးများထားတယ်ဆိုတဲ့အရာကိုကျွန်တော်စစ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းတက်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေပေါ့နော်ကျွန်တော်ဒီမှာကြည့်ပြီးတော့တင်ကျွန်တော်သွားပြီးလိုက်ပါဒါဆိုကျွန်တော်ကင်မရာမှာကျွန်တော်သုံးထားဆိုလို့ရှိရင်ကင်မရာကျွန်တော်အများကြီးကျွန်တော်သုံးထားပါပေါ့နော်ကင်မရာမှာဆိုလို့ရှိရင်ပုံအများကြီးရှိမယ်ကျွန်တော် Facebook ကကျွန်တော် download ဆွဲထားကျွန်တော်ရှိမယ်ပြီးလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်အများကြီးပေါ့နော်ဒါ screenshot ထဲမှာဆိုကျွန်တော်200ရှိတာပေါ့နော် screenshot ထဲမှာဆိုရင်200ရှိတယ်ဒါကိုကျွန်တော်ကပြန်ပြီးတော့မှစစ်ပြီးတော့မှဒီထဲဟာကိုမမူကက်ထဲကိုပြန်ပြောင်းထည့်ပြီးဖို့ကျွန်တော်ကြံပေးရှင်ပါတယ်ဒါတစ်ချက်ပေါ့နော်ဒါတစ်ချက်ပြီးလို့ရှိရင်ကျွန်တော်ဒီထားလို့ကျွန်တော်ကပြန်ပြီးတော့မှဒီမမူကက်ထဲကျွန်တော်ပြန်ပြောင်းထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ်လာပြီးတော့မှကျွန်တော်ရဲ့ဖုန်းသွားတော့ကပို့လာမှာဖြစ်ပါတယ်ဒါကတစ်ချက်ဖြစ်ပါတယ်ဒါကတော့ဦးနာရပြပေးတာကဆေးရနေပေါ့နော်ဟိုရှင်းထုတ်ရနေဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဘယ်လိုရှင်းဆေးရမလဲဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်အသုံးရ software တွေပေါ့နော်ဒီ software တွေကိုကျွန်တော်ကမလိုအပ်တဲ့ software တွေကိုကျွန်တော်ဖြတ်ပြရမှာဖြစ်ပါတယ်ကျွန်တော်အများကြီးသုံးထားပါပေါ့နော်အဲ့ဒီ software တွေကိုကျွန်တော်ကမလိုအပ်လို့ရှိရင်ကျွန်တော်ကဖြတ်ပြလို့ရပါတယ်ဖြတ်ပြလိုက်ပါနော်ပြီးတော့မှကျွန်တော်ကပြန်ပြီးတော့မှပြန် down ပြီးတော့မှအသုံးပြုဖို့ကျွန်တော်ဆန်ပေးရှင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်မသုံးသေးဆိုလို့ရှိရင်တော့ဒီ software လေးကိုကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်ဆန်ပေးရှင်ပါတယ်ဒီ software တွေကလည်းကျွန်တော် run ကိုလေးပြီးစေပြီးတော့မှဖုန်းတောင်းလာပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ရဲ့ဒီဖုန်းမမကက်မှာရှိတဲ့အရာတွေကိုဘယ်လိုမျိုးရှင်းထုတ်ရလဲပြီးလို့ရှိရင်ဘယ်လိုမျိုးပြန်ပြီးတော့မှမမကက်ထဲကိုပြန်ကြောင်းထည့်ရလဲဆိုတဲ့အရာကိုပေါ့နော်ကျွန်တော်ပြီးတော့မှဒီ software တွေကိုဘယ်လိုဖြတ်ထည့်ရလဲဆိုတဲ့အရာကိုပေါ့နော်ကျွန်တော်မသိရသေးများတက်ပေါ့နော်ကျွန်တော်တစ်ချက်တည်းကျွန်တော်ပြပေးထားမှာဖြစ်ပါတယ်အဲ့တော့မသိရသေးများကျွန်တော်တို့လိုက်လို့ကြည့်ဖို့ကျွန်
ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ file ထဲမှာရှိတဲ့ဟာတွေကိုကျွန်တော်ကဒီမလိုအပ်တဲ့ဟာကျွန်တော်ဖြတ်ပေါ့နော်လိုအပ်တဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့မှ memory card ထိုက်ကိုပြန်ပြောင်းထည့်နေကိုကျွန်တော်ပထမကျပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ phone server ကျွန်တော်သွားလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာခုနကကျွန်တော်ပြတဲ့အတိုင်းပေါ့နော်ကျွန်တော်ပြတဲ့အတိုင်းဒီနေရာလေးကျွန်တော်ဝင်သွားပြလိုက်ပါကျွန်တော်ရဲ့ဘယ်နေရာမှာကျွန်တော်အသုံးများလဲဆိုတော့ကျွန်တော်လက်ကြည့်ပါဘယ်နေရာမှာကျွန်တော်ကဓာတ်သုံးရတယ်ကင်မရာပုံတွေအများကြီးရှိတယ်လားပြီးလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်တော့ screenshot မှာပုံတွေအများကြီးဆိုတော့ကျွန်တော်ကြည့်ပါဒါဆိုကျွန်တော် screenshot မှာကျွန်တော်ပုံအများကြီးရှိတယ်နော်အဲ့တော့ကျွန်တော်ဝင်သွားပြီးတော့မှဒီမှာဆိုလို့ရှိရင်ပုံတွေအများကြီးရှိပါတယ်နော်အဲ့ပုံတွေကျွန်တော်ပြန်ပြီးတော့မှကျွန်တော်မလိုအပ်တဲ့ကျွန်တော်ဖြတ်ပေါ့နော်မလိုအပ်တဲ့ဟာတွေကျွန်တော်ဖြတ်မယ်ကဲလိုအပ်တဲ့အားလုံးကျွန်တော်အားလုံးတုံးတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ select all save ဆိုတဲ့နေပြီးတော့မှဒီမှာ select all ဆိုကျွန်တော်နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်ဒီဆက်ဟာလေးကိုကျွန်တော်က copy ယူပြလိုက်ပါ copy ယူလိုက်မယ် copy လိုက်ပါ copy ဆိုနှိပ်ပြီးတော့မှကျွန်တော်နောက်ကိုကျွန်တော် back နဲ့ပြန်ဆုပ်ပြလိုက်ပါ back နဲ့ပြန်ဆုပ် back နဲ့ဆုပ်နော်ဆုပ်ပြီးရတယ်ဒီမှာဆိုလို့ရှိရင် SD ကကျွန်တော်ပြလိုက်ပါနောက်ပြီးတော့မှဒီမှာဆိုလို့ရှိရင်ဒီမှာ file တစ်ခုခုထဲကျွန်တော်ထည့်လို့ရတယ်လို့ကျွန်တော် file တစ်လည်းကျွန်တော်ရေးလို့ရပါတယ် file တစ်ကျွန်တော်ရေးမယ်ဆိုဒီမှာ new ဆိုတာကျွန်တော်နှိပ်ပြီးတော့မှ file တစ်နာမည်ကိုကျွန်တော်ဒီမှာရေးလိုက်ပါကျွန်တော်ကတော့ apply ကျွန်တော်ရေးလိုက်ပါတော့နော် S3 ကျွန်တော်ရေးလိုက်မယ်ပြီးရတယ်ကျွန်တော်ဒီမှာနော်ပြီးရကျွန်တော်ကဒီမှာ save ဆိုတော့ကျွန်တော်နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ file အခုနကကျွန်တော် S3 လုံးပေါ့နော်ဒီမှာကျွန်တော် file ကိုတွေ့ပြီးအဲ့ထဲကျွန်တော်ဝင်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာ password ဟာကျွန်တော်နှိပ်ပြလိုက်မှဆိုလို့ရှိရင်တော့ဒီမှာဒီကျွန်တော်ရဲ့ခုနကကျွန်တော် copy ယူထားတဲ့ဟာတွေကိုပုံတွေကိုဒီမှာကျွန်တော် copy ပြန်ကြောင်းထည့်ပေးမှဖြစ်ပါတယ်ဒါကတော့ဒီပုံဒီ phone server ထဲမှာရှိတဲ့ဒီ screenshot ရထားတဲ့ဟာတွေကိုဒီ memory card ထဲကိုပြန်ကြောင်းထည့်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒါကတော့တစ်ချက်ပေါ့နော်ကျွန်တော်ခဏဆောက်လို့ကျွန်တော် file များရင်များသလိုပုံများရင်များသလိုကျွန်တော်ဒီမှာကျွန်တော်ကြာတတ်ပါတယ်ပြီးရတဲ့ကျွန်တော်ရဲ့ဒီထဲမှာခုနက server ထဲမှာရှိတဲ့ခုနက copy ပြောင်းထည့်ရတဲ့ဟာတွေကိုကျွန်တော်ကဝေဒါက select all ကျွန်တော်ပြန်နှိပ်ပြီးတာနဲ့ကျွန်တော်ပြန်ဆက်လက်ပြန်ပြပြမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီမှာ phone studio ကိုကျွန်တော်သွားလိုက်မယ်ခုနကနေရာကိုကျွန်တော်ပြန်ဝင်မယ်ဟုတ်နော်ပြန်ဝင်ပြီးရဒီမှာဆိုလို့ရှိရင် screen shot ဒီရာတွေကိုကျွန်တော်ပြန်လုပ်မှာ select ပြန်လုပ်မယ်ဒီလိုမျိုး select all ကျွန်တော်ပြန်နှိပ်မယ်ပြီးရတယ်ကျွန်တော်ကဒီမှာဆိုလို့ရှိရင်တတိလေးလောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ထဲမှာရှိတဲ့ပုံတွေအားလုံးကိုတော့ဖြတ်ပြီးသားဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒါကဒီပြန်ပြီးတော့မှ memory card ကိုကျွန်တော်ဒီ store မှာရှိတဲ့ပုံတွေ file တွေကို memory card ကိုပြန်ပြောင်းထည့်နေနေဖြစ်ပါတယ်နော်ဒါကမသိမှဆိုလို့ပေါ့နော်ကျွန်တော်ဆက်တဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် software တွေဆိုလို့ရှိရင်လည်းဒီလိုပါပဲဒါမှမခက်ပါဘူး software ဆိုတော့ကျွန်တော်မသုံးတဲ့ software ရှိရဆိုလို့ရှိရင်ဒီ software တွေလည်းကျွန်တော်နှိပ်လိုက်မယ်ပြီးဒီဆိုတာဒီမှာဆိုလို့ရှိရင်နော်ဒီမှာဆိုလို့ရှိရင်ဟာမနော်ဒီတော့ကျွန်တော်နှိပ်လိုက်မှဆိုလို့ရှိရင်တော့ပြန် install ဆိုနှိပ်လိုက်မှဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် software ကျွန်တော်ပြတ်သွားပြီပေါ့နော်အဲ့တော့ဒါကတော့ဒီ software ကျွန်တော်ဖြတ်တဲ့နည်းလမ်းလေးပေါ့နော်ဒါကတော့အားလုံးလွတ်တက်မယ်ဒါကတော့အားလုံးတက်မယ်ကျွန်တော်မျှော်လင့်ပါတယ်ဒါကတော့အထူးထူးမဟုတ်ဘူးနော်အဲ့တော့ဒါကတော့ဒီ memory card ကိုပြန်ပြီးတော့မှ store တဲ့ဟာကို memory card ပြောင်းထည့်နေလို့ကျွန်တော်ပြပေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဒီဖုန်းလိုင်းတောင်းရလို့ရှိရင်ဘယ်လိုဖြည့်ရှင်းရလဲဆိုတဲ့အရာကိုပေါ့နော်အစားဆုံးเนาะအဓိကချက်လေးတွေကိုကျွန်တော်ပြပေးနေတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါမယ်ကျွန်တော်ပြောလင်းပါတယ်ကျွန်တော်ရှင်တော်ကြီးအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ